စัจ जा ယရဏဆက်လိမ့်မယ်လို့မျှော်လင့်ချက်သုဒ္ဓောရဏမှာကင်းခဲ့ရပြီပေါ့အလဲလို့တော့ညီတော်နာနာရှိသေးရဲ့လို့အားခဲထားတဲ့ကြားထဲမှာမင်္ဂလာပွဲဖျားကြွအလားတပိတ်တော်ထမ်းခေါ်ပြီးညီတော်ကြောင့်ရောက်တော့သင်္ကန်းဝတ်ပေးလိုက်ပါရောလားဗျဟေးသားတော်ဖျားဝယ်လို့လုပ်တာပါလေသားတော်အတွက်စัจ जा မင်းကြီးဘုရားမျှော်လင့်ချက်ကင်းခဲ့ရဆိုလေညီတော်နန္ဒရှိသေးရဲ့ဟဲ့လို့အားခဲထားလိုက်တာဗျာအခုတော့မင်္ဂလာပွဲသပိတ်ထမ်းခေါ်ပြီးတော့ကျောင်းတော်ရောက်ကဒုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့အလေရှိပါစေတော့ညီတော်နောင်တော်ထုံးဖို့မရှိပေမဲ့လို့ညီတော်လေးရာဖူးလာတော့ထီးမွေနန်းညောင်ဆက်ခံစရာကြံသေးဟဲ့လို့တကယ်ပဲအကုအထာပြုတော်လေဟောကြည်တရားနာပိဋကကပ်ပြီးတော့တိုင်းပြေဖျားကြွအလားလီမြေလေးရဟုလာကသင်္ကန်းစာဆွဲပြီးခမဲတော်ဖျားရွှေအိုးကြီးလေးလို့အမွေပေးပါဖျားလို့ဒီလိုအမွေတောင်းတော့ကျောင်းတော်ခေါ်ကျောင်းတော်ကြတော့လေကရုံတုံသင်္ကန်းဝတ်ပြီးတော့ဓမ္မအမွေအနှစ်ကြီးပေးလိုက်ပြန်ပါတဲ့ပြေသာအဲ့ဒီချိန်ခါမှာသုတ်တော်ရဏလေအသက်ကျွတ်ခတ်တယ်လို့ဝင်းနဲ့မီးဟုံတောက်တကဲ့သို့ခန္ဓာကိုယ်တော်လုံးအပူတွေရောက်ပြီးတော့ဝင်လဲတော့မနိုင်ဘူးဟေးတာတော်ဖျားပဲလို့လုပ်လိုက်တာပါလေဘယ်လိုလုပ်လိုက်တာပါလိမ့်နဲ့ရန်ထောင်မလို့ကြောင်းတရားနာပရိသတ်ကြီးတာတော်ဖျားရစ်စတော်မူကြီးလားတာတော်ဖျားတာတော်ဖျားစัจ जा မင်းကြီးအဖြစ်နဲ့မြင်ရင်လို့ဘိုးကြီးတစ်ထောင်ခွင့်မပွင့်တဲ့တကားကြီးပိတ်ထားတော့လည်းမနေစွလေတူးထွက်ပြီးတော့သွားလိုက်တာညီတော်နန္ဒကြံသေးရဲ့ဟဲ့လို့အားခဲထားပြန်ပါတော့လေကျောင်းတော်သပိတ်ထမ်းခေါ်ပြီးတော့ကရုံတုံသင်္ကန်းဝတ်ပေးလိုက်တဲ့မြေကလေးရဟုလာကိုအာကုအထပြုတော့လေယခုတော့ဓမ္မအမွေအနှစ်ဆိုပြီးတော့ကဒုံတုံသင်္ကန်းဝတ်ပေးပြန်တဲ့တာကြီးဝင်းမင်းလေးတမျိုးလုံးအကုန်ကုန်အောင်ကရုံတုံပြီးဒီလိုကြီးသင်္ကန်းဝတ်နေရင်ဖြင့်တော့ဗျာခမဲတော်ရင်တွေဝင်ပြီးတော့ရှူစားတော်မောင်ဗျာထီမွေလမ်းမြောက်ဆက်ခံစရာဘာကမှမရှိတော့ပါသဖြင့်ခမဲတော်ရဲ့ရင်တွင်ကျင်မီအောင်ကမာနာအပူလုံးတွေကြွလို့ဒုက္ခရောက်နေပုံကိုသာတော်ဗျာရှူစားတော်မူအောင်ရင်တော်မူစားမအောင်ဖရရဲ့လို့ခမလေးငူတဲ့အခန်းတော်စိတ်အောင်မင်းဖွင့်သားထောင်များရလားအဲ့လိုငိုပြီးတော့သူများတွေရန်ထောင်းကုန်လိမ့်မယ်သားတော်ဗျာဒီလိုသာမိဘခွန်မပေးတဲ့သားသမီးတွေကိုသင်္ကန်းဝတ်ပေးနေရင်ဖြင့်မိဘတွေကသားတော်ဘုရားကိုတနေ့နေ့ရန်ထောင်းလာကြပါလိမ့်မယ်ဗျာသူများတွေရမထောင်းရင်ဟောဒီခမဲတော်ကအရင်ရန်ထောင်းလိုက်မယ်ဗျာဒီကနေ့ကစပြီးတော့မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးပါနဲ့လားသားတော်ဘုရားလို့လျှောက်တော့အဲ့ဒီအချိန်ကစပြီးနောက်ဟောကျွတ်တို့ဘုရားကိုယ်တော်မြတ်မိဘခွန်မပေးတဲ့သားသမီးသင်္ကန်းဝတ်မပေးဘူးဗျကျွတ်တို့ကလည်းမဝတ်စေရဘူးဗျဒါကြောင့်တရားနာပိဋကကြီးဘုရားကိုယ်တော်မြတ်ကရာထောင်ခံရဘူးလို့ဟဲ့မင်းမိဘခွင်တောင်းကြည့်ဦးလောအထေသားလေးပြန်သွားပြီးတော့တရားနာပိဋကကြီးမိဘရှိရောက်တော့ဒူးလေးတုပ်လက်အုပ်ကလေးချီကတော့မေကျွန်တော်ပြန်လာပြီခင်ဗျဟဲ့သားဟောဒီစားငါသားကြီးမျက်နှာကြည့်ရမသားမရရှိပါပြီ။တာရဖြစ်ခဲ့သလားမဖြစ်ပါဘူးမမေရဲ့ဘယ်သူနဲ့မှရမဖြစ်ပါဘူး။အိုးရမဖြစ်ပြီမလို့ငါသားကြီးမျက်နှာကြည့်ရနေထီတဲ့ပန်းလို့မလမ်းပါလားသားရဲ့။ငါကဘာလူမကြတာများတွေ့လာခဲ့လို့ဆိုမမေအလူမကြမရှိပါဘူးခင်ဗျ။နေဦးသားငါသားလိုအပ်တဲ့ပစ္စည်းတစ်ခုအမေတို့ပြုစုတဲ့နေရာများချူရင်းလို့လားသားမဟုတ်ပါဘူးမေမေတို့ရဲ့အပြစ်လည်းမရှိပါဘူးဝတ္တရားအကုန်ကျေပြုံပါတယ်ခင်ဗျမေတို့ဝတ္တရားကျေပြုံတဲ့လောက်ကျွန်တော်ဘက်ကလေအောက်ခြေလွတ်နေတာက
ဖះကြောင့်ဒီတစ်ခေါက်လိုက်ဖူးတာဒီတစ်ခါတရားနာဘူးလားမေမေရဲ့တရားနာတဲ့အရာကိုကျွန်တော်ကိုယ်တိုင်သိလာလို့တရားနာတဲ့အချိန်ကလေးဒါလောက်အေးပြီးတော့နေရင်ဖြင့်သာသနာ့ဘဝဝင်ထမ်းရဆံပြရရင်ဘလောက်အေးလိုက်မတုံးလို့ကျွန်တော်စိတ်ထဲမှာအကြံပေါ်ပြီးတော့မေမေရဲ့ဖះကိုယ်တော်မြတ်ကလေသင်္ကန်းဝတ်ဖို့ခွင့်တောင်းတော့မိဘခွင့်မပေးဝတ်မပေးဘူးလေဗျဒါကြောင့်ကျွန်တော်သင်္ကန်းဝတ်ခြင်းလို့ခွင့်ပေးတော်မူကြပါမိခင်ဖခင်တို့ခမညာအမေမျက်နှာညှိုးသွားဟောလုတ်ပြီးမင်းကတော့တရားလေးတစ်ခါနားလာခဲ့ပါရဲ့အရာရာနဲ့အကြောင်းကြောင့်မမေသင်္ကန်းဝတ်ခြင်းကဘာပြုလို့ကျွန်တော်ခွင့်ပြုပါလားမဟုတ်သေးပါဘူးဒါရဲ့မေတ္တာတော်သင်္ကန်းဝတ်ခြင်းကစိတ်ညစ်စရာတစ်ခုခုတော့ရှိပြီနဲ့တူတယ်။ကဲကြည့်ဗျာစကားအနှောက်မလို့အသွားမလို့သင်္ကန်းဝတ်တာစိတ်ညစ်လို့တဲ့ကျွတ်တို့သင်္ကန်းဝတ်နေတဲ့ဘုန်းကြီးရဲ့စိတ်ညစ်လို့ကြီးဝတ်တဲ့အတိုင်းစကားများကြည့်ပြောကြမမေစိတ်ညစ်လို့မဟုတ်ပါဘူးခင်ဗျမဟုတ်ပေမဲ့သားရဲ့အမေတို့ခွင့်မပြုနိုင်ပါဘူးခွင့်မပြုနိုင်ဘူးသားရဲ့သားကောင်းတယောက်ကြောက်ကောင်းတစီဆိုပြီးတော့အမေတို့အရေးကြီးလာခဲ့တာငါသားမရှိရင်ဒီစရင်အင်းနေဘယ်သူကိုင်မလို့ဒီပစ္စည်းတွေဘယ်သူထိမ့်မလို့သားရဲ့အမေတို့မလဲဇရာဒုက္ခလအရွယ်ကိုရောက်နေပါပြီသားရဲ့ငါသားမရှိရင်အမေတို့အသက်ရှင်မှာမဟုတ်လို့ခွင့်မပြုနိုင်ဘူးသားကြီးအမေတို့ဘယ်လိုနည်းနဲ့မှခွင့်မပြုနိုင်ဘူးလို့ဆိုတော့မိဘများခွင့်မပြုရင်ကျွန်တော်ဒီနေရာကမထတော့ပါခမညာကျမ်းပေါ်တုံးလုံးနဲ့အိတ်လိုက်တန်းကြီးများနှမများနိဗ္ဗာန်ရတယ်ဆိုတာဒီဇွဲရှေ့ဆက်နားထောင်နော်တရက်သမင်းတစ်စီးမှမစားဘူးအမေကတနာလို့ရေကလေးသာချပေးရသမင်းစားရအောင်ဆိုလို့ကောင်းပြန်ဆံပြုတ်ကောင်းရအောင်ဆိုလဲကောင်းရန်ဒီလိုနဲ့မစားပဲအိတ်လာလိုက်တာဟဲ့တရက်နှစ်ရက်သုံးရက်လေးရက်ငါးရက်၆ရက်ကြာခဲ့ပိဿာကြီးသမင်းမစားပဲနဲ့အိတ်တာဘာမလုပ်ရလို့တော့သင်္ကန်းမဝတ်ရလို့နည်းနည်းတော့မေးရအောင်ဟေးတို့ဗမာပြည်ကြီးမှာလေဒီအသက်နဲ့ဒီခန္ဓာတို့နေလာခဲ့ကြသင်္ကန်းမဝတ်ရလို့များသမင်းမစားဘဲနဲ့အိတ်တာဘယ်နှယောက်တော့ပေါ်ဘူးတော့လေဟာလဲဘူးဟာအေးကွယ်သင်္ကန်းမဝတ်ရလို့တော့သမင်းမစားဘဲနဲ့မအိတ်ကြပါဘူးသူတို့ဟာတွေအတွက်ကြတော့သူတို့ဟာတွေဆိုတာသိပါပြီကွာသမင်းမစားဘဲနဲ့သင်္ကန်းမဝတ်ရလို့တော့မအိတ်ကြပါဘူးသူတို့ဟာတွေအတွက်ကြတော့ဟေးအသက်တောင်စွန့်ကြပါလားကွယ်တို့ဒါတော့တန်တာကွာအဲ့ဒီပဲဇံပြန်တဲ့ဘုန်းကြီးတပါးမှမတွေ့တာဘယ်သူမှအပြစ်မတင်နဲ့ဒီလိုလူတွေနဲ့ဒီလိုဘုန်းကြီးတွေပဲရှိမှာဟဲ့တို့ကလည်းဒီတိုင်းပြောရတော့မင်းတို့မင်းကြီးလက်ထက်တုန်းကရှင်ဖျားတဲ့ရှင်းတုန်းကမြန်ပရိတ်ရဲ့အာနိသင်ဘလောက်ကြီးတုံးဆိုတော့ပရိတ်အိုးတဲ့ကပရိတ်ရည်တွေထပွက်တယ်တဲ့အရှင်မယားတို့ပရိတ်အိုးကထခုံလို့မှပေါင်းဝင်ခတ်ပါမလားတဲ့ဒီတော့ဆရာတော်ကြီးကအမင်းရှိတဲ့တကားတော်တဲ့ဟိုတုန်းကဘယင်တွေကလည်းရေမြေအကုန်ပိုင်တာတဲ့ကျင်းနဲ့ရိုက်ခေါ်နဂါးတောင်လာတာတဲ့အခုတကားတော်မင်းတို့မင်းတရာမင်းခေါ်လိုက်လို့တီးကောင်းတကောင်မှခေါ်နိုင်ရဲ့လားမင်းမလည်းမခေါ်နိုင်မဲနဲ့ဟဲ့ငါပရိတ်အိုးကလည်းမပွက်နိုင်ဘူးခွာလို့ဆိုတဲ့ဒီခေတ်ဒီလူဒီဘုန်းကြီးတွေနဲ့ဆိုတော့ဘယ်လို့မှအပြစ်မတင်တဲ့ဇံပြန်တဲ့ပုဂ္ဂိုလ်မတွေ့ရတာခမည်းတော်ကျွတ်တို့သာသနာနောက်ပိုင်းဒီလိုဖြစ်ရမှာကဓမ္မရာကြီးပါပဲဗျာတို့မှန်လားပြိဿကြီးကဲကြည့်လေခုတရားနာပြိဿဇွဲနိဗ္ဗာန်ရမယ်ဇွဲဟိဟိုတော့ကလူတွေကလည်းဒီဇွဲရှိတယ်ဟိုတော့ကဘုန်းကြီးတွေကလည်းဒီလိုဇန်းနေနဲ့ပြန်နိုင်ကြတယ်အခုကြည့်အထေသားလေးဇွဲကောင်းလိုက်တာမစားပဲအိတ်6ရက်ကြတော့အမေလောက်တဲ့လူအနာနာထိုင်သားမျက်နှာလေးကြည့်လိုက်တော့အော်ကြည်စမ်းမငါသားကြီးမျက်တွင်းလေးတွေလည်းခြိုက်လာပြီလက်ဘေးလေးကလည်းပေးသွားလိုက်တာ
သူ့အသက်ရည်ပဲရှိတော့ထမင်းအသက်9ရက်ဒီကနေ့6ရက်ပါလား